တော့ပဲပေါပတ်နေတယ်ဗျ Mickey Mega Tarot မှာယူပြနေတယ်ဗျဟန် Steve Gaber တို့ပကက်လွဲပြနေနေပဲဒီချိန်မှာတော့တက်လာမယ်လို့စောင့်ဆိုင်ပြီးတော့ပဲ King number 3ပွဲစဉ်ကိုကျွန်တော်တို့တက်ရက်လေးနဲ့ပဲအဆုံးသက်ပြီးတော့နောက်တဲ့ top 4ဆိုတဲ့နေရာကိုမိမ့်တက်လန်းဖို့အတွက်ကဲ login နဲ့အတူပဲစတင်တက်လန်းလာပြီလည်းဖြစ်ပါတယ် ဟလာ Fanny လား Spider-Man လားမသိဘူးเนาะကျွန်တော်တို့ဒါ Gaber တွေကတော့တော်လေးကိုမိုက်တယ်ဗျာမှန်တယ်ဟာပြီးတော့ Loy ကတက်လာပြီဘဲဦးတခါတည်းပဲတန်းအဖို့အတွက်ကျွန်တော် network အရာ YG စီမှာ 6.6k လောက်တော့ရှိနေသေးရဲ့ဗျာအောင်လည်းမတက်လာတဲ့ Cree Wave တွေကိုကားကိုပြီးတော့ Blink front line တိုးထားတယ်စန်ချီနောက်ချက်ပြက်ကွဲဖို့တဲ့ကျွန်တော် ISO U တွေပါပေးလာပါသေးရဲ့ကဲဒီဘက်ချားထဲမှာလည်းအောင်လည်းမ Samchi Blink တို့ပေါင်းပြီးအောင်လည်းရဲ့ Mega တလင်းကိုစပြီးတော့ချိုးတယ်ဗျာနောက်မလဲ Hans D Gaber တွေအောက်မှာ damage လေးနဲ့ပဲ to sorry I am feel ကိုသွေးစပြီးတော့ short ပေးနေပြီလောတော့သွေးတစ်ဝက်လောက်တော့ကျန်နေတယ်နောက်မှချင်း I offense စပြီးပေးလာတယ်ဗျာ Rudy ကြားလည်းမကင်းပဲပြန်ပြီးတော့ဝေလာသူ2 meter ပဒနာကခုမှလောတော့ခုဒီမပြီးသေးဘူးဗျာဒါမှမခွိုင်းလေပပလိုက်ပြန်ပြီးပေးလာသေးဆိုမလဲခွိုင်းလေဟမ်ဒါပကေးဒီမှာပိုင်ဆိုင်လို့သွားနေနေပဲဒီနေ့အဖွေပွဲစဉ်တစ်ခုမှာရန်ကုန်ဂလက်တီကိုကျွန်တော်တို့ရှောင်းလန်းမဲ့ချန်ပီယံလိုက်ရောက်တစ်ခုမှာဟန်တာတစ်ခုဖြစ်တဲ့အရာကိုဖျက်ဆီးလို့သွားနေနေပဲ3-0ဆိုတဲ့ clean sheet ကိုပိုင်ဆိုင်က semi final stage ကိုတက်လန်းလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ရန်ကုန်ဂလက်တီကိုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပရိသတ်တွေရဲ့အိမ်မက်တွေကိုဆက်လက်ထမ်းပိုးတိုင်းနဲ့ပဲ top 4ဆိုတဲ့နေရာကိုဒီနေ့မှာရရှိသွားခဲ့သလိုMSC 2022တော့က Falco Esport တင်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ MSC သမိုင်းကြောင်းရဲ့စံချိန်ကိုလည်းလက်ရှိဒီနေ့ပွဲစဉ်ပြီးမှပဲသူတို့အနေနဲ့အမိလိုက်နိုင်ခဲ့ပြီလေဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေမှာဆက်လက်နိုင်ရရှိနိုင်ကြမယ်ဆိုရင်တော့ဒီစံချိန်ကောင်းတွေကိုဆက်လက်ပြီးတော့ချိုးဖျက်ပြီးတော့ Champion ဆိုတဲ့ Title ကြီးကိုကျွန်တော်တို့ရဲ့ team မြန်မာ YG အနေနဲ့စတင်လောက်ကင်နေပြီလေဖြစ်ပါတယ်ဗျာ I'm proud of you နော်တကယ်ကိုကောင်းတဲ့ရန်ကုန် Gladiators ကျွန်တော်တို့ဒါပထမဦးဆုံးတစ်ခေါက်အနေနဲ့ကျွန်တော်ဒါ Pro Esport နဲ့တွေ့ခဲ့တဲ့ပွဲစဉ်မှာ 2C ဆိုရရလက်တစ်ခုပါကန်ကောင်းလို့ရခဲ့တာမဟုတ်ဘူးဟန်ကောင်းလို့ရခဲ့တာပါเนาะကျွန်တော်ပါပြီးတော့ဒီချိန်မှာလည်းထပ်မံပြီးတော့ပဲသူ့အနေနဲ့ကျွန်တော်ဒါနောက်တစ်ဆင့် semi final ဆိုရရတစ်ခုတော့တန်လန်းလို့သွားခဲ့ပြီလို့ပဲပြောရမယ်ဗျာဟေးဒီကြီးပွဲကတော့တကယ်ကိုပဲထင်သားသလိုမျိုးထင်သားတာထက်ကိုပို့ပြီးတော့ပြတ်သားတယ်လို့ပဲပြောရမယ်ဗျာကျွန်တော်တို့ကတော့လေဒါပထမပိုင်းပုံမှန်တိုင်းဆိုရင်တော့ဒါ ACC30 clean sweep တွေနဲ့ YG အနိုင်ရရှိမယ်လို့ကျွန်တော်တို့ခံမှန်းထားပြီးသားပါဒါပေမဲ့လည်းဂျားထဲမှာနာရက်တွေရပြန်လည်ပြီးတော့သူတို့အနေနဲ့ YG အသင်းပေါ်ကိုကျွန်တော်တို့မြန်မာအသင်းပေါ်ကိုဘယ်လောက်ထိများအိမ်စာတွေလောက်လာမလဲဆိုပြီးတော့ကျွန်တော်တို့အနေနဲ့သူတို့ဒီနေ့မှာသူတို့အသင်းကိုစောင့်ကြည့်ခဲ့ပါတယ်ဒါပေမဲ့လည်းဒါတွေးရတဲ့အတိုင်းပဲပေါ့နော်ဒီနေ့မှာလည်းကျွန်တော်တို့ရဲ့မြန်မာအသင်း YG ရတာပို့ပြီးတော့ကောင်းမွန်တဲ့လက်စွမ်းအနေနဲ့ပဲအထူနောက်ထပ်ဒီလုံးဝအဆင့်ကိုတော့နော် 3-0 ဆိုတဲ့ clean sweep နဲ့ပဲတက်လန်းသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဗျာဟုတ်ပါတယ်တတ Hey first wine လေးဗျာเนาะကျွန်တော်ဒီပထမဦးဆုံး international first wine လေးကဲ interview လေးသွားကြည့်မယ်ဗျာကျွန်တော်တို့ It's Yangon Galacticos Ying is joining us for a quick interview here between us so please incredible performance 3-0 Is this why you chose Pro Esports to play against them? How did you predict that this is how this would go? I don't know, 3-3ညနဲ့ဒီပွဲကိုနိုင်သွားပြီတကယ်ကိုကောင်းတဲ့ပွဲပါဂုဏ်ယူပါတယ်အဲ့တော့ဒီ Pro Esports ကိုဒီလိုနိုင်ဖို့အတွက်ဘယ်လိုများရွေးချယ်ခဲ့တာလဲပြင်ဆင်တာပြောရလားဘယ်လိုပြင်ဆင်တာအရှိမှလည်းကျွန်တော်တို့နဲ့တွေ့ပြီဗျာကျွန်တော်တို့2-3နိုင်တာအဲအကြောင်းကျွန်တော်တို့ရွေးဖို့အတွက် confidence ရှိရပြီးတော့သူနဲ့တွေ့ရင်ဘာလို့ရမလဲဆိုတာကျွန်တော်အမြင်နဲ့တွေ့တာအဲအကြောင်းWe have experienced that we have won in the past on the first game and then we know what to do with them. That's why we choose them. I mean, clearly that was the case because you specifically in this entire best of 5 only died a singular time. You've had some of the lowest death rates of anybody in this tournament. How do you make that work? Because you're more of an initiator, someone who's in there in the fight and then you still keep it up. How does that work? အဲ့ဒီတော့ဒီပြိုင်ပွဲမှာပေါ့နော်ဒီအသက်ခံရတဲ့နှုံကြည့်မယ်ဆိုအရန်ကိုနှိမ့်တာပေါ့နော်ဒီပြိုင်ပွဲကြီးတစ်ခုလုံးမှာကြည့်မယ်ဆိုရင်အမှားယွင်းမရှိခဲ့ဘူးဒါကိုဖြစ်အောင်ဘလို့မြန်ပြင်ဆင်လေ့ကျင့်ခဲ့ပါလဲပြင်ဆင်လေ့ကျင့်ရင်လည်းဆိုအမျိုး enemy ရဲ့ spell တွေသူတို့ရဲ့ battle spell တွေကိုကျွန်တော်အမြဲတမ်းမှတ်ထားရဗျာမှတ်ထားပြီးတော့ကျွန်တော်ဘယ်ချိန်လုပ်လို့ရလဲကျွန်တော်ကသူတို့ဘယ်ချိန်ပြန်လုပ်လို့ရလဲဆိုတော့ကျွန်တော်မှအမြဲတမ်းတွက်ထားတာပေါ့ I have watched all the games in the past and then I have counted what will come to me and I have predicted what I have to do. That's why I'm able to overcome. He's always 7 steps ahead. This is what's happening here. Well, the next game, it's going to be tough. You're facing a powerhouse regardless of who you play, someone you've never played before. It's difficult to be many steps ahead of them. It's Vitality or Falcons PH. First up, who do you think you'll play in the semifinals?
အဲ့ဒီတော့ဒီခြေလန့်9လမ်းကြိုပြီးပြင်ဆင်ထားရဲဆိုတာတကယ်ကောင်းတဲ့အချက်ပါတဲ့ဒါပေမဲ့အခုလာပြီးတွေ့မဲ့အသင်းကြီးပေါ့နော်တကယ်ကိုပြိုင်ပွဲထဲမှာဒီ vitality ဆိုတာရှိတယ်နောက်တစ်ခါ Falcon ဆိုတာ Philippines ပေါ့နော်ဒီအသင်းကြီးနှစ်ခုနဲ့တစ်ခါမှမတွေ့ခဲ့ရဘူးအဲ့ဒါကြောင့်မလို့ဒီအသင်းတွေဘယ်အသင်းနဲ့တွေ့ရင်ဘယ်လိုလုပ်မလို့ပြင်ဆင်ထားပါလဲ တွေ့မဲ့အတင်းဆိုရင်တော့ကျွန်တော်ထင်တာကတော့fatality လို့ပဲထင်ပါတယ်ဘာလို့တော့သူတို့လည်းနည်းနည်းပို့ပြီးတော့ကောင်းတယ်လို့ခံစားရတယ်ဗျာပြီးတော့သူနဲ့တွေ့မဲ့ဆိုရင်တော့ကျွန်တော်ကောင်းဆုံးတော့ပြင်ဆင်ပါဦး I think we will face with Vitality because they are a better team and then we will